တရားတို့မြဝေမင်္ဂလာရှိသောနေ့လေးနေ့အစာပြုကြနိုင်စေလူဘဝအဆုံးဆုံးတစ်နေ့တာလုံးလှူရှားရုံကကြိုးစားကြသူတွေမေတ္တာအေးလာရှုံဘေးပြကင်းဝေးကြသည်လူဤချမ်းသာသမျှသန္တာနေဘဝသားရကြနိုင်စေမင်္ဂလာချက်တည်းတန်နေဝလို့ပမာလေးစီးကြီးကျွေငွေတဘုံတုံးတက်ဆိုင်ပါစေအလူအတန်းတွေပြီးဝေးသာသနာပြုနိုင်ကြသည်သူနေသူပေါ်မေတ္တာတရားတာနိုင်ကြစေဒီတဲ့လာလေးနာစီနဲ့စစ်တွေထားရီမင်္ဂလာရှိသောနေ့မှာကိုယ်ရောစိတ်ပါလန်းဆန်းကြပါစေဖွင့်ထားကြိုင်မှာအစင်းယုံမျိုးဝင်တိုးတိုက်လာမြင်သိစိတ်များဖြစ်ပွားပြည့်ရာငါမြင်ဆွဲယူရတဲ့ဒီမှာနာဘောက်တကားဖွင့်ထားကြိုင်မှာအတန်ယုံမျိုးဝင်တိုးတိုက်လာကြသည့်စိတ်များဖြစ်ပွားပြည့်ရာjust when you ready to go နှကောင်းတကားဖွင့်ထားကြိုင်မှာအနံ့ယုံမျိုးဝင်တိုးတိုက်လာနံသိစိတ်များဖြစ်ပွားပြည့်ရာငါနဲ့ဆွဲယူရတဲ့ဒီပါကိုပေါက်တကားပွင့်ထားကြိုင်မှာအတွေ့ယုံမျိုးဝင်တိုးတိုက်လာတိတိစိတ်များဖြစ်ပွားပြည့်ရာငါဒီဆွဲယူရတဲ့ဒီပါဆွဲယူရတဲ့ဒီပါဟောက်ပြန်ပြောင်းလဲရာခရုပ်ချမ်းပြီးမြတ်တာခနံယုံနာပြီးစေမှာဆွဲဝါနေတဲ့ဒီနာဟောက်ပြန်ပြောင်းလဲရာခရုပ်ချမ်းပြီးမြတ်တာခနံယုံနာပြီးစေမှာဆွဲဝါနေတဲ့ဒီနာမြင်တိုင်းမှာတတိရှင်စမ်းပါမြင်မမြဲဒီစတဲ့ဒီကွာကြားတိုင်းမှာတတိရှင်စမ်းပါကြားမမြဲဒီစတဲ့ဒီကွာမြင်တိုင်းမှာတတိရှင်စမ်းပါမြင်မမြဲဒီစတဲ့ဒီကွာကြားတိုင်းမှာ
Can I Madishin Zamba Namamye Pisa de Kikwa Sarai Madishin Zamba Samamye Pisa de Kikwa Tidai Madishin Zamba Timamye Pisa de Kikwa Champion Tataga Yunan Pise Nam Sway Kwame Kina Hopyan Pyongle Raga Champion Tataga Yunan Pise Nam Sway Kwame Kina Chansi Sinza Ayumya Laisa Kapuya Like the east side, near nice in near me, and we Tananaro nisum tuyara Shiga kudo parmi chulo Dana myoli shidu mada Apati yamakata na yare ma Lela geya Tanana tui manu chipu malweba Atika myo chayi lao geya Yakuwa apitana Loba doda lao yi Oka luki muya myataya shia Tanamana toka milui Malau chuan muya Tarika lo nyene shunye Wipetana nyene balanzi Nyabura shisya daki Tananaro nisum tuyara Shiga kudo parmi chulo Dana Shidu mada Apati yamakata na yare ma Lela geya Tanana tui manu chipu malweba Atika myo chayi lao geya Yakuwa apitana Loba doda lao li Oka luki muya myataya shia Tanamana toka milui Malau chuan muya Tarika lo nyene shunye Wipetana nyene balanzi Shipye manamya tikharamo Dukha tissa yayebi Anesa mye mashi no Tikharalo kalune pe atwima Anatta sumiya wado tiyam nyene shumasi jima Bemale pyonga paina nga saine do pisi usa nga sweri swele ni biana nga la ro nga pa male ma pa ngone la bi ngone so yi ko ju mashi pole on di tanya tanana twi malu chiya jin asho matapho tari kalo shu masijima Damatika siarom yayi tiya bwedo yaw lan ge ba Nyan pi ne twan tadana pyu bo Myat bouda ထင်ရှင်ဟောကြားရဲ့တရားများကို
သာသနာတော်နဲ့ဆုံးတွေ့ရတာရှိရာကုသိုလ်ပါရမီထူလို့ဒါနာမျိုးလေးရှိသူမှာသာအဖန်တရားမကတဲ့နေရာတွေမှာလေလာခဲ့ရသာသနာတွင်မှလူဖြစ်ဖို့မလွယ်ပါအတိတ်ကမျိုးချရလောင်းနေရယခုဘဝအပင်တန်လာလောဘဒေါသလောင်ရင်အောက်ကလူကင်းမှုရမြတ်တရားရှာတဏမာနတောကမီတွေမလောင်ကျွမ်းမှုရတရိကလုံဉာဏ်နဲ့ရှုမြင်ဝိပဿနာမျက်နှာပန်းလန်းစီဖြစ်ပြမသည်မြတ်သင်္ခါရမဒုက္ခသစ္စာရရပြီအနိစ္စမြင်မရှိတော့သင်္ခါရလောကလူနေပေအတွင်မှာအနတ္တဆိုမရတော့တရားမျက်နှာရှုမှတ်စီခြင်းမှာဘယ်မှာလဲပြောငါပိုင်တာငါဆိုင်နေတော့ပစ္စည်းဥစ္စာငါအဆွေးပြီးဆွေးလန်းနေပြန်တာငါလာတော့ငါဘာမှလည်းမပါငိုနေလာပြီးငိုနေဆုံးရင်ကိုယ်ကျမရှိပေါ်လေအောင်ဒီတန်တရားသာသနာအတွင်းမှလူချရခြင်းအရှုံးမထပ်ဖို့တတိကလုံးရှုမှတ်စေခြင်းမှာဓမ္မကတိကဆရာတော်များရဲ့တရားပွဲသို့ရောက်လန်းခဲ့ပါဉာဏ်ပြည်နဲ့တဝမ်းသာသနာပြုဖို့မြတ်ဗုဒ္ဓထင်ရှင်ဟောကြားရဲ့တရားများကိုသစ္စာဆိုင်ဖို့မျက်နှာပန်းလန်းစေတရားနာကြမေယောဤသူတော်စီတရားပွဲသို့ရောက်လန်းခဲ့ပါဖိတ်ခေါ်ပါရစေတရားတော်နာကြွတော်မူကြပါခန္ဓာအစီအစဉ်များပါဗျာခရစ်နှစ်2026ခုကောဇာတတိယ1388ခုနှစ်ဆန်းရက်နေ့ထိုင်းနိုင်ငံစမုံတယ်ခရိုင်ဖပရမြို့ဝါကြတဲ့ကျောင်းလိုက်၌နှစ်သစ်ကူနှစ်ဦးကုသိုလ်တရားကာလနှစ်စဉ်ကျင်းပမြန်ဖြစ်သောလောရမယန္တန်ရှင်ပြုဒီလားရှင်မို့9ရက်တာတရားစခန်းအောင်မြင်စွာဖိတ်သိမ်းခြင်းအစီအစဉ်များပါဗျာအခမ်းအနားစီစဉ်ပြရရှေ့ဦးစွာအခမ်းအနားကိုနမောတတ္တ3ကြိမ်ပြုဆို၍အခမ်းအနားဖွင့်လှစ်ခြင်းအစီအစဉ်ပြရတိပိကရတိပိကဘောဝိဒဝရသိတော်ရ19ပါးမြောက်ရေဘူးဆရာတော်ဗန္ဒဒတိထညာနာနေငါယဆရာတော်ဓမ္မတရဂုံ3ပါးနဲ့5ပါးသီလအလူဆောက်တည်ခြင်းတို့ဖြစ်ပါတယ်ဗျာအခမ်းအနားစီစဉ်300တိပိကဒရတိပိကဘုံဘုရားဝိသိတော်ရ19ပါးမြောက်ရေဦးဆရာတော်ဗန္ဒနာတိထညာနာနေငါယဆရာတော်ဘုရားဓမ္မနိဂုံညောဩဝါဒလူဘောနာတရားချီးမြှင့်ပေးရဖြစ်ပါတယ်ဗျာအစီအစဉ်400ဆရာတော်ဘုရားလူဝဲကုလန်းပေါ်ရများကိုစက္ကလူလန်းခြင်းဖြစ်ပါတယ်ဗျာအခမ်းအနားစီစဉ်900တရားစခန်းတို့ဘဘမဝိုင်းဝန်းကူညီသူများကိုကျေးဇူးတင်စကားပြောကြရဖြစ်ပါတယ်ဗျာအခမ်းအနားစီစဉ်600ဆရာတော်ဘုရားမှမြေသက်ကြညသူဝင်ခြင်းဖြစ်ပြီးအခမ်းအနားစီစဉ်900အခမ်းအနားကိုဗုဒ္ဓသာသနာပြည့်တဲ့ပြည်သူတန်မြိုင်3သိန်းရွတ်ဆိုပြီးအခမ်းအောင်မြင်စွာကျုပ်သိရဖြစ်ပါတယ်ဗျာကြောင့်မို့ကျေးဇူးစွာအခမ်းအနားကိုနမောတတ္တ3ကြိမ်ရွတ်ဆို၍အခမ်းအနားဖွင့်ရဖြစ်တဲ့ကြောင့်မို့နမောတတ္တ3ကြိမ်တန်ပြန်ရွတ်ဆိုဘုရားရှိခိုးပြီးအခမ်းအနားကိုဖွင့်လှစ်ပေးပါရန်ရေးသားစွာတောင်းပန်လျှောက်တတ်ပါတယ်ဗျာ
ဘာသာကတိထညာနာငါရဆရာတော်ဘုရားကမှာအင်္ဂါငါခဏကုန်၃ပါးနဲ့အင်္ဂါ၅ပါးပြည့်စုံသောတိထတော်ကကိုခံပြီးစောင့်ကြည့်ရတော့သဘောတတ်တာဩဃတတော်ယူပြီးပညာပြပြတော်ကြပါလို့သူတော်ကောင်းကောင်းလို့Yama
ဝဇာမိနဝတိထနမောတတ္တဘဂဝတုအရဟတုသမ္မာသမ္ဗုဒ္ဓတ္တတ
တတိကုသဒဒုက္ခဒါနကမ္မနာဖဏဝိပါကောကောင်းကံမကောင်းကံရဲ့အကျိုးဆိုတာမရှိဘူးဆိုတဲ့အယူဆဒါသူ့မှာရှိတယ်ပေါ့ဒီယူဆကိုအရှင်ကုမာရကတ္တပါကဥပမာမျိုးစုံနဲ့ဖြည့်ရှင်းဟောပြလိုက်တဲ့အခါကျမှအဲဒီပါရမီမင်းဟာလက်ခံယုံကြည်ပြီးတော့တဏှာကိုစောင့်တည်တဲ့ဘုရားဘာသာဝင်တရားဖြစ်လာတယ်ပေါ့ဒါတည်းပဲပါရမီမင်းကဘုရားဘာသာဝင်သူဖြစ်ပါလေဒါကြောင့်သူဟာယဟန်တနာတွေရောလူပုဂ္ဂိုလ်တွေရောကုသိုလ်ကောင်းမှုဒါနကုသိုလ်ကောင်းမှုလုပ်ချင်ပါလေဒါနကုသိုလ်ကောင်းမှုလုပ်ချင်တဲ့အတွက်ကြောင့်သူ့ကိုဆုံးမပုံသင်မှာပေါ့လေဒါနကုသိုလ်ကောင်းမှုလုပ်ဖို့အတွက်လိုက်နာရမယ်စီမင်းစည်းကမ်းတွေပြောပြပါလို့အရှင်ကုမာရကတ္တဗကိုပြောတော့အရှင်ကုမာရကတ္တဗကကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်နံပါတ်ကတော့အဲ့ဒီကုသိုလ်ဘဝအတွက်တရားတွေကိုစားဖို့အတွက်တပ်ဖြတ်တာမျိုးမလုပ်ရဘူးနွားတွေတပ်မယ်ဝက်တွေတပ်မယ်ကြက်တွေတပ်မယ်စသည်အားဖြင့်အဲ့လိုတပ်ဖြတ်ပြီးတော့စားတော့တဲ့ကုသိုလ်ဘဝမျိုးမဖြစ်ရဘူးအဲ့တော့ခုခေတ်ကတော့ဈေးတွေမှာတို့စီးပွားရေးလုပ်ငန်းရှင်တွေကတပ်ထားတဲ့ပေါ်ထားတဲ့အသားမားတွေကိုဝယ်တာကတော့အပြစ်မရှိပါဘူးကိုယ်တိုင်ကိုယ်ကျတပ်ဖြတ်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာမျိုးရှောင်ကျင်ရမှာဒါကနံပါတ်1ပါနောက်နံပါတ်2ကတော့အဲ့ဒီကုသိုလ်ဘွဲကိုကြွလာပြီးတော့အတူကံမဲ့ပုံကိုယ်တွေရတယ်ပဲမှန်ကန်တဲ့အယူဝါဒရှိတဲ့မုံပြတ်တဲ့သူတော်စင်များဖြစ်ရမယ်အဲ့လိုဖြစ်မှာပါတယ်ကုသိုလ်ကောင်းမှုကအကျိုးပေးမှာဖြစ်တယ်အကျိုးပေးချက်တတ်တယ်အဲ့ဒါတကယ်လို့ကုသိုလ်ကောင်းမှုဘွဲအတွက်တော်တွေကိုတက်ဖြတ်ပဲစားဖို့ပြတက်ဖြတ်ပဲအလူကံတဲ့ပုဂ္ဂိုလ်တွေကလည်းပဲမှန်ကန်တဲ့အကျင့်ကိုကျင့်သုံးတဲ့လူကံပုဂ္ဂိုလ်များမဟုတ်ဘူးဆိုတော့အဲ့ဒီကုသိုလ်ကိုရအကျိုးကျေးဇူးအကျိုးတရားပြီးလို့ရည်မှန်းတော့မရနိုင်ဘူးဥပမာတော့လေသမားတယောက်ကချုံလုံးပေါက်ပြားလို့ပေါက်ဘူးလို့မျိုးစေ့လို့ယူသွားပြီးတော့မကောင်းတဲ့မြေမှာမကောင်းတဲ့မျိုးစေ့ကိုစိုက်မယ်မိုးကလည်းမရွာဘူးဆိုရင်ကတော့အဲ့ဒီစိုက်ပျိုးတဲ့မျိုးစေ့တွေဟာမျိုးစေ့ရလည်းမကောင်းမြေရလည်းမကောင်းမိုးကလည်းမရွာတဲ့အတွက်ကြောင့်ညှို့မှန်းတဲ့အတိုင်းအသီးတွေပြီးမှာမဟုတ်ဘူးအပွင့်တွေပွင့်လာမှာမဟုတ်ဘူးအဲ့လိုအသီးမပွင့်တဲ့အတွက်ကြောင့်စိုက်ပျိုးတဲ့သမားတွေဘာမှအကျိုးပြတ်မရနိုင်ဘူးအဲ့လိုမဟုတ်ဘဲနဲ့မိမိတို့ရဲ့ကုသိုလ်ဘဝမှာတော့တရားတွေကိုမိမိကိုယ်တိုင်ကိုယ်ကျသက်ဖြတ်တာမျိုးမလုပ်ဘဲနဲ့ကုသိုလ်ကောင်းမှုကြိုးစားအထောက်ကြမယ်အဲ့ဒီကုသိုလ်ကောင်းမှုဘဝမှာလည်းပဲကြောက်ရွံ့ပြီးလူမှန်တဲ့ပုဂ္ဂိုလ်တွေကဒီလာပြုစင်တဲ့အကျင့်သိက္ခာပုံပြတ်တဲ့သူတော်စင်တွေဖြစ်မယ်ဆိုတော့အဲ့ဒီကုသိုလ်ဘဝဟာအလွယ်ပတ်တဲ့ကျေနပ်စရာကောင်းတဲ့ကုသိုလ်ဘဝဖြစ်တယ်ပေါ့နောက်တစ်ပါးတော့ဇေသမားတယောက်ကပေါက်တွေပေါက်ပြားတွေယူသွားမယ်ယူသွားကောင်းပေါ်တဲ့မျိုးစေ့တွေယူသွားပြီးတော့ကောင်းမြတ်တဲ့မျိုးစေ့မှာအဲ့ဒီမျိုးစေ့ကောင်းမြတ်တဲ့မြေမှာအလိုမတန်ကောင်းပေါ်တဲ့မြေပြင်မှာလေယာမှာအဲ့ဒီကောင်းပေါ်တဲ့မျိုးစေ့တွေကိုကျဲချစိုက်ပြုမယ်မိုးကလည်းပဲတဲ့ပြောတဲ့အခါမှာရွာသုံးမယ်ဆိုရင်စိုက်ပျိုးတဲ့မျိုးစေ့တွေကကောင်းကောင်းပုံပေါက်ရောက်ပြီးတော့အသီးတွေအပွင့်တွေပြီးကြပွင့်ကြမယ်အဲ့လိုကောင်းပုံဆိုတော့အသီးတွေအပွင့်တွေပွင့်တဲ့အတွက်ကြောင့်ဒေသမားမှာလည်းပဲအကျိုးတရားတွေညီမှန်းချက်အတိုင်းညီမှန်းထားတဲ့အတိုင်းရနိုင်တယ်လို့အရှင်ကုမာရကတ္တဗကလမ်းညွှန်ချက်ပေးလိုက်တယ်အဲ့တော့ဒါပါပြောတဲ့ဆိုတော့မိမိရဲ့ကုသိုလ်ဘွဲမှာကုသိုလ်ဘွဲအကြောင်းလို့ပြောမိမိရဲ့စိတ်တန်တန်မှာအကုသိုလ်တွေအဖြစ်မခံရဘူးအကုသိုလ်တွေခြံရံပြီးတော့လုပ်တဲ့ကုသိုလ်ကမျောမှန်းတော့အကျိုးတွေမရနိုင်ဘူးကုသိုလ်ကိုကုသိုလ်ခြံရံမှတာလေအကျိုးတရားဟာရနိုင်တယ်အဲ့လိုဆိုမှတော့လည်းလိုက်တော့ပါရမီမင်းကအကျိုးဘွဲကိုစေခြင်းပါလေအဲ့ဒီအကျိုးဘွဲမှာဥဆောင်ပြီးတော့ဝေယဝဆလုပ်တာကတော့ဩဒရာလူတွေနံပါတ်3ခုရှိပါရဲ့
ပါရမီမင်းရလာရှင်ကုမာရကတ္တပါယဥဒ္ဒရာလူလေးနာမည်ဖတ်ရမယ့်ပုဂ္ဂိုလ်၃ယောက်ရှိပါတယ်ဥဒ္ဒရာလူလေးကအဲ့ဒီဥဒုဘွယ်ကိုစီမံပြီးတော့ကျင်းပတယ်အဲ့လိုစီမံကျင်းပတဲ့အခါမှာဟိုကပါရမီမင်းကသူလူရာကအလွန်မတန်ညံ့တဲ့ကနာစကားပြီးတဲ့ကဒုတိယဘုံရှေးသုံးလုံးကတော့စပွဲတမွဲစပွဲတမဲဘုံရည်လေးပဲစားစရာလည်းစပွဲတမဲဘုံရည်လေးရတယ်လူတဲ့ဘဝကလည်းပဲတကယ်အလွန်မတန်ချမ်းသာတဲ့အဘုတ်ကိုလူလိုက်တယ်အဲ့ဒါလိုလူလိုက်တော့ဘုရားဥဒ္ဒရာလူတွေကပြောတာပဲအော်ဒီပါရမီမင်းဟာအလွန်မတန်ချမ်းသာတယ်ချမ်းသာပြီပဲလို့စားစရာလူရဲ့အတူပါလည်းပဲစပွဲတမဲဘုံရည်ပြီးအញ្ញံဆုံးဖြစ်တဲ့စားစရာမျိုးဘယ်တော့ညံ့တယ်ဆိုတော့လက်တော့မကိုင်းချင်တော့ညံ့တယ်အဲ့တော့ညံ့တဲ့အစားတောက်ကိုဝဇ္ဇရာဟောကလည်းပဲခြေထောက်နဲ့တော့မချီချင်တော့ကျန်းတဲ့အဝတ်စားတွေပြုတယ်ဒါကြောင့်သူကဘောတော်လာကျင်တဲ့အခါမှာအခုလိုမျိုးစိတ်ထားတိတ်ကြတဲ့ပါရမီမင်းတဲ့ဘယ်ဘဝမှာမှမတွေ့ချင်တော့ပါဘူးသူကကုသိုလ်ပွဲနဲ့ပြုလုပ်တဲ့အခါမှာစုတောင်းတယ်အဲ့ဒါလိုစုတောင်းတာကိုပါရမီမင်းကပြီးတော့ဥဒ္ဒရာလူလေးကအဲ့လိုစုတောင်းတာဟုတ်လားဟုတ်တယ်ဘာကြောင့်လဲဆိုတော့အရှင်မင်းဟာအရှင်ပါရမီမင်းကိုကျွန်တော်ကမြတ်လို့ပါတယ်ချစ်ခင်ပါတယ်လေးစားပါတယ်တန်ဖိုးထားပါတယ်အဲ့လိုချစ်ခင်လေးစားတန်ဖိုးထားတဲ့အရှင်ပါရမီမင်းကိုမြတ်လို့စီရမကောင်းတဲ့အကျိုးတရားတွေနဲ့ဘဝတော်တာမှာမဆုံးစည်းစေခြင်းပါဘူးအဲ့လိုချစ်ခင်တဲ့မြတ်လို့တဲ့ပုဂ္ဂိုလ်ကကောင်းကောင်းပဲဘဝမှာဖြစ်စေခြင်းတဲ့ပုံစံအဲ့လိုဖြစ်စေခြင်းတဲ့အတွက်ကြောင့်သူကအဲ့လိုကိုစုတော်ရခြင်းဖြစ်တယ်ပြောတဲ့အခါကျမှပါရမီမင်းကသူ့ရဲ့လူစရာတွေကိုပြန်ပြီးတော့ပြောင်းလို့ပြောတယ်အဲ့ဒါဆိုလည်းပဲငါသုံးမဲ့စားစရာတွေငါစားမဲ့စားစရာတွေထုတ်ပြီးတော့ယူလိုက်ငါဝတ်မဲ့အဝတ်တွေထုတ်ပြီးတော့ပေးလူပေးပါလို့ပါရမီမင်းကဩဒရာလူတွေကိုစီမံွက်ပြလိုက်တယ်အဲ့ဒီခါကျမှပဲဩဒရာလူတွေကပါရမီမင်းစားမဲ့အစားတောက်တွေပါရမီမင်းဝတ်တွေကြကောင်းမွန်တဲ့အဝတ်ချယ်တွေကိုထုတ်ပြီးတော့လူတန်းတယ်အဲ့လိုလူတန်းပြီးတော့ဩဒရာလူတွေရောပါရမီမင်းရောဒီဘဝကတန်းစေလို့ကျွယ်တော်တဲ့အခါမှာအလူရှင်ဖြစ်တဲ့ပစ္စည်းဥစ္စာတွေကုန်ကြခံပြီးတော့လူတန်းတဲ့အလူရှင်ဖြစ်တဲ့ပါရမီမင်းကကြတော့ဘယ်သူမှမရှိတဲ့နိုင်ကြတဲ့စတုမာရတပ်ပုံမှာပွားဖြစ်တယ်သူ့ရဲ့ပုံမှန်မှာဘယ်တသားတသမီးမှလည်းမရှိဘူးဘယ်ချွေရမှလည်းမရှိဘူးတယောက်တည်းနေရတဲ့ဘုတ်ဖိတ်မှမှာပွားပြီးဖြစ်တယ်ပေရီတကဝိမာနာပုဂ္ဂိုလ်ပဲပေါက်တဲ့ဖိတ်မှအတူရှင်ဖြစ်တဲ့ပါဠိမင်းကတော့နိုင်ကြတဲ့လူချင်းစရာမကောင်းတဲ့နတ်ဖိတ်မှမှာပွားဖြစ်တယ်ပြောရတော့နတ်ပွဲပါလဲဆိုရင်နတ်ပွဲနတ်ပါလည်းပွဲတဲ့ရှိသေးတယ်အဲ့ဒီလူဘွယ်ကိုဥဆောင်ခြင်းပါတဲ့ဩဒရာလူတွေကတော့အချမ်းရံတွေပေါ်များတယ်သူ့ရဲ့အချက်ကတာဝရဏနတ်ဘုံမှာသွားပြီးဖြစ်တယ်စဉ်းစားကြည့်ရမှာကအလူရှင်ဖြစ်တဲ့ပါရမီမင်းကအောက်ကဘုံမှာဖြစ်တယ်အလူဘွယ်ကိုစီမံတဲ့ဝေယဝဆလုပ်တဲ့ဩဒရာလူတွေကအချက်ကဘုံမှာဖြစ်တယ်ဘာကြောင့်လဲဖြစ်ပါလဲဆိုတော့အဲ့လိုကွဲပြားခြားနားတဲ့အခါကျမှအရှင်ဂေါမတိပတိမြတ်ဆိုတပါးရှိအရှင်ဂေါမတိပတိကယဟန္တာရှင်သူမြတ်နေကင်းလာဆောစားပြီးတော့လူဒီမှာညီကိုလို့ဆိုပြီးတော့အဲ့ဒီပါရမီမင်းနေတဲ့ပေရီတကဖိတ်မှာတဘာလဲသွားပြီးတော့တိတိစစ်စစ်တရားသွားပြီးတော့ကမ္ဘာပေါ်မှာရှုပ်ပွားများတယ်ဘယ်တော့မှမဝင်စားဘူးအဲ့လိုဝင်စားတဲ့အခါကျတော့ဘုရားကပါရမီမင်းကလာပြီးတော့ဥတိုက်တယ်ဥတိုက်တဲ့အခါကျတော့ဘုံပတိရှင်သူကပြီးတယ်ဟောတော့တသာဘာလို့လဲဆိုတော့တပိတော့ပါရမီမင်းပါဗျာပါရမီမင်းဆိုတော့ဘေးရအောင်လေလူဘဝမှာ
ဒါနဝတ္ထုတွေလာသူစရာတောင်းစရာတွေညံ့ဆာဆာဆွတ်လို့တူတယ်ပါရတယ်ဘာဖြစ်လို့ပြန်အခုလိုအချမ်းရမဲ့နေလေပြင်းစရာကောင်းတဲ့တယောက်တည်းနေရတဲ့လက်ပိတ်မှာလာဖြစ်တာလေဆိုတော့ဒါပြီးတော့လာပစ္စည်းဥစ္စာတွေတော့အများကြီးဆွတ်ပြီးတော့တူတက်ခဲ့တယ်အဲ့လိုတူတက်ပြီးပဲလို့ဒါပြီးတော့တူတာကတပတ်တဲ့အပ္ပကိစ္စဒါနတရားမိလူတော့တူတယ်မယုံမသိလူခဲ့တာလေဘယ်လိုတူတယ်ဆိုရင်မယုံမသိလူခဲ့တယ်အဲ့ဒါဘယ်လိုမျိုးမယုံမသိလူတယ်ဆိုတော့အဲ့ဒါအလူကောင်ပုဂ္ဂိုလ်သားလည်းပဲအပေးခြင်းပေးခြင်းနဲ့စသည်အပြင်စိတ်ထဲမှာတက်တက်ကမရှိဘူးအပ္ပကိစ္စမယုံမသိလည်းလူခဲ့ပါလေတော့အပ္ပဟတာကိုယ်တိုင်ကိုယ်ကြလည်းမလူခဲ့ပါဘူးတစ်စက်လားအော်ဒါလူတွေကိုစိတ်ခိုင်းပြီးတော့သူပေးလူခဲ့ပြီပါလေနောက်နံပါတ်3ကတော့အစိတ်ကြီးကတော့စိတ်ထဲမှာဆွတ်ဆွဲပြင်းပြင်းလက်ပြတ်လို့မရှိဘဲနဲ့လူခဲ့ပြီလေတာဝန်ရလာပြလိုက်ရတယ်စိတ်ထဲမှာဘာမှတက်တက်ကမရှိဘူးလေးလေးမြတ်မြတ်မရှိဘူးအဲ့လိုလူကလူပါလေနောက်အပဝိဇ္ဇာဒါနံဂျီမီသူတို့တို့ရဲ့အပဝိဇ္ဇာကိုမလိုချင်လို့ပြစ်ပေးလိုက်ကိုလူပေးလူလိုက်နေတယ်ဒါချိုးတွေကလူတဲ့ခါမှာကိုမလိုချင်တာကိုပဲလူတာပေါ့ကိုမလိုချင်လို့စွန့်တော့ပြီးတော့ပေးလူလိုက်ရတယ်လိုက်တယ်ဒီကတော့ရိုးသေးသေးမြတ်မြတ်လူတက်တက်ကစိတ်ထဲမှာမထားပဲလူလိုက်တယ်ကုသိုလ်ဖြစ်ပြီးတော့စသည်အပြင်တာဝန်ကျေလူတဲ့ပေါ့ပြောရမှာတော့တာဝန်ကျေရုံပဲလူတဲ့ဒါစကားလုံးကတော့၄မျိုးပေါ့နံပါတ်1ကတော့အတ္တကိစ္စမယုံမသိလူတဲ့အတ္တဟတာကိုယ်တိုင်ကိုယ်ကြောင့်မလူပဲနဲ့လက်စစ်ပြခိုင်းတဲ့အစိတ်ကြီးကတော့မြက်မြက်လူစိတ်ထဲမှာလေးလေးနဲ့နဲ့မထားပဲလူလိုက်ပြီးတယ်အပဝိဇ္ဇာကိုမလိုချင်လို့ပြက်ပေးလိုက်တယ်လူတော့လူရောက်လိုက်တယ်အဲ့လိုမျိုးလူတော်ပြီးတဲ့အတွက်ကြောင့်သူကအခုလိုမျိုးနှိမ့်ကြတဲ့ဓာတ်ပုံမှာလက်ပွဲလေးတယောက်လာဖြစ်နေတာဒါဆိုမေးရအောင်လေမေးရတဲ့ပွဲမှာဦးစင်းဦးဆောင်ပြုလုပ်ပြီးတူတဲ့စီမံဆောင်ရွက်တဲ့အော်ဒရာလူတွေငါကြောင့်ဘယ်ပုံမှာဖြစ်တာလဲဆိုတော့သူကသူတို့ရဲ့အချက်ကတောင်းလိုက်တာဓာတ်ပုံမှာသွားဖြစ်တယ်ဘာကြောင့်လဲဆိုရင်သူကတော့တက်ကဆန်းရိုးသေးသေးတူတဲ့ရိုးသေးသေးလေးစားစားတတိတစားနဲ့လူကပုဂ္ဂိုလ်လည်းပဲထိုင်ရာရှိတဲ့နေရာမှာတက်တော့ထိုင်ခိုင်းပြီးတော့လူပဲပုဂ္ဂိုလ်လည်းပဲအောက်ကနေလေးစားစားလူတန်းတဲ့ပုံတက်ကစားဒါနဒေတိတဟတာဒါနဒေတိလူစရာရှိတယ်ပဲသူ့လက်နဲ့ကိုယ်တိုင်ကိုယ်ကြပြုပြင်စီမံပြီးတော့လူတန်းတယ်နောက်တော့စိတ်ဒီကတ္တဝါဒါနဒေတိလူတဲ့နေရာမှာလည်းစိတ်ထဲမှာလေးစားစားတက်ပြီးတော့လူတန်းတယ်ဒီလိုဒီဇိုင်းနဲ့တူတယ်ပေါ့။နောက်နံပါတ်၄ကတော့အနာပဝိဒ္ဒဒါနံဒေတိကိုမလိုချင်လို့ပြစ်ပြီးတော့ပေးလိုက်တယ်ပေးလိုက်တာမျိုးပေးလိုက်တဲ့မျိုးတူတာပေါ့ပါလေးလေးစားစားပဲတာလာပါပြုပြင်စီမံပြီးတော့လူတန်းလိုက်တာပါအဲ့လိုလူတန်းတဲ့အတွက်ကြောင့်အဲ့ဒီဥဒ္ဒရာလူတွေကတော့သူ့ရဲ့အချက်တန်းကြတဲ့တောင်းရတာတက်ပြီးမှသွားပြီးတော့ဖြစ်တာပါဒါကြောင့်ရှင်ကိုပฏิပတိပြပြရတယ်တပည့်တော်ရှင်ဘောအရှင်ဘုရားလူဘဝရောက်သွားပြီဆိုရင်လူတွေကိုပြောပြပေးပါကုသိုလ်ကောင်းပြုလုပ်တဲ့နေရာမှာတက္ကသရိုးသေးသေးလူကြပါဒါတဟချကိုယ်တိုင်ကိုယ်ကြပြုပြင်စီမံပြီးတော့ပေးလူကြပါတော့စိတ်ကြီးကတော့စိတ်ထဲမှာလေးလေးစားစားမြတ်မြတ်တူတူစိတ်သက်ပြီးတော့ပြုကြပါဖြစ်တဲ့ဆံဘယ်လိုပါလဲတော့လည်းအနာဘဝိတ္တဒါနံဒေတိလူတော့လူလာပြီပဲလူလာအဲ့လိုလူတန်းမှုမျိုးပါကိုမလိုချင်လို့စွန့်လိုက်တဲ့မျိုးပုံစံမျိုးနဲ့ဘယ်လိုပါလဲမြတ်မြတ်တူတူပဲပြီးလူကြပါလို့လူတွေကိုအဲ့လိုမျိုးပါစကားလေးပြောကြပြီပါအဲ့တစ်ချက်ကတော့လူမဲ့ဆိုရင်လေးလေးစားစားလုပ်ရမယ်ဘယ်လိုလူရမလဲဆိုရင်လေးလေးစားစားလုပ်ရမယ်ကိုယ်တိုင်ကိုယ်ကြမှုကြပဲလူကပဲကိုယ်တိုင်ကိုယ်ကြမှုကြပဲဒါစိတ်ထဲမှာတက်တက်ကာထားပြီးတော့ပြေးလူရမယ်လူကပဲစိတ်ထဲမှာတက်တက်ကာထားပြီးတော့
ဖို့လိုတယ်ဒီသုံးချက်ပါပဲအဓိကတော့ရိုးသေးသေးလူဖို့ကိုယ်တိုင်ကိုယ်ကြလူဖို့မျက်မျက်တူတူလူဖို့စိတ်ထဲမှာထားတယ်ဆိုတာကတော့စိတ်ကြည်တဲ့စိတ်ကြည်လူစရာကောင်းဖြစ်လို့စီမံပြီးလူတယ်ပေါ့စားစရာလူတာကစားဖုံးပေးခြင်းတော့စားခြင်းတော့ပြင်ဆင်ပြီးတော့လူလည်းပေါ့ရွာတွေမှာဆိုရင်ဘုန်းကြီးဘိုးတွေပြင်ပြီးဆိုတာဝတ်သားတွေစသည်အပြင်ထည့်လိုက်တာပဲပကံနဲ့အပြည့်အပေါက်ထည့်ပြီးတော့ပြောတာအဲ့လိုမျိုးပုံပဲတဲ့ဟင်းပွဲတွေစုံပွဲတွေပြင်တာကအစားကြည့်လိုက်တာနဲ့ဖုံးပေးခြင်းစိတ်ဖြစ်အောင်စားခြင်းစိတ်ဖြစ်အောင်ထည့်ပြီးတော့ဒီဒီချာချာပြင်ဆင်ပြီးတော့လူဖို့လိုတာပေါ့ဒါမျိုးကိုပြောတယ်ဒါကြောင့်ဒီလိုလည်းပဲဒီနေ့တရားစကားဝါလုံးတဲ့တရားမှာအားလုံးပဲတက်ကစံယူသေးသေးမျက်မျက်တူတူလည်းပဲပေးလူနေကြတယ်သဟထာဒါနသေးသေးဒီပြီးတော့ကိုယ်တိုင်ကိုယ်ကြလည်းပဲစွမ်းနိုင်တဲ့ကြိုးစားပြီးတော့ပေးလူကြတယ်စိတ်ဒီကတော့ဒါနသေးသေးလူစရာပစ္စည်းကိုသူတွေလည်းပဲလူကျင်တဲ့ပုဂ္ဂိုလ်ကလူခံခြင်းစိတ်တွေဖြစ်သွားအောင်ဒီစားစားမျက်မျက်တူတူပြင်ဆင်ပြီးတော့လူကြတယ်စားစရာတွေပုံပေးစရာတွေအမျိုးရေးစသည်အပြင်စိတ်ထဲမှာတက်ကာထားပြီးတော့အလူခံခြင်းစိတ်ဖြစ်အောင်ပြုလုပ်ကြတယ်။တော့နာဘဝိတ္တဒါနတွေဒီဥရခါမှာလည်းပဲဒီစားစားမျက်မျက်တူတူရုံကြီးကြီးနဲ့တတိတစားစက္ကတူတဲ့ကြတယ်။ဒါကြောင့်ဘုရားရဲ့ဒီကုသိုလ်ဘွယ်ဟာဒီပါရတိတုတ်မှာလာတဲ့အင်္ဂါ၄ချက်နဲ့ပြည့်စုံတဲ့ကုသိုလ်ဘွယ်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားရဲ့ကုသိုလ်ဘွယ်ဟာမြတ်စွာဘုရားရှင်ရဲ့နတ်ညွတ်ချက်နဲ့ကြီးတဲ့ကုသိုလ်ဘွယ်ဖြစ်တယ်လို့ပြောပြကြပြီးဒီနေ့လုပ်တဲ့ကုသိုလ်များဟာလည်းပဲနိဗ္ဗာန်ရဲ့အထောက်အပံ့ဖြစ်ဖို့လာလိုအပ်တယ်။မြတ်စွာဘုရားရှင်ကတိဝံဘိက္ခုဝေပတ်ချေချာတိဝံပတ်ချက်တဝါနာဒါနံဒါတ္တဗံသီလသမာဓိတကဘာဝနာဘာဝိတ္တဘာဒိဗေယမောအရတုလာကုသိုလ်ကောင်းမှုလုပ်တယ်ဆိုရင်နိဗ္ဗာန်ကိုကြည်မန်းတောင်းတကြဘာလို့တောင်းတရမလဲဆိုရင်နိဗ္ဗာန်ကိုရည်ရွယ်တောင်းတရမယ်ဒီဘောပတ်ချက်တဘာနာနိဗ္ဗာန်ရည်ရွယ်တောင်းတပြီးမှသာလေဒါနာကုသိုလ်တွေသီလကုသိုလ်တွေဘာဝနာကုသိုလ်တွေကျိုးစားအားထုတ်ကြရမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့နိဗ္ဗာန်ကိုရည်ရွယ်တောင်းတတဲ့ကုသိုလ်ကသာလေဉာဏ်ပညာဥဆောင်တဲ့သမာဓိဋ္ဌိအသိဉာဏ်အမြင်မှန်ဥဆောင်တဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်နိဗ္ဗာန်ကိုရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူးလူဘဝလူချမ်းသာစသည်အပြင်ကာမဂုဏ်ချမ်းသာတွေလောကီချမ်းသာတွေရည်ရွယ်တောင်းတပြီးလုပ်တဲ့ကုသိုလ်မျိုးကတော့ဉာဏ်ပညာဥဆောင်တဲ့ကုသိုလ်ကောင်းမှုကိုတဏှာဥစည်းတဲ့တဏှာချမ်းရတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်ဒါကြောင့်အကျိုးတရားခံစားရတဲ့အခါမှာလည်းပြည့်ပြည့်ဝဝခံစားရမှာမဟုတ်ဘူးဥပမာစုလေးတစ်ချောင်းကိုထောင်ထားမယ်ဆိုရင်အဲ့ဒီစုကသူ့ရဲ့စုရဲ့အစွမ်းသက်တွေပြလာတော့စုပေါ်မှာကြာလာတဲ့တေးရုပ်တွေကိုဖောက်နိုင်တဲ့အစွမ်းသက်တွေရှိတယ်အဲ့ဒီစုလေးတဲထားမယ်ဆိုတော့သူ့ပေါ်ဘယ်လောက်ပဲကြာကြာအဲ့ဒီစုကဖောက်နိုင်တဲ့အစွမ်းသက်တွေမရှိဘူးဒါကြောင့်မိမိတို့လည်းပဲနိဗ္ဗာန်ရည်ရွယ်တောင်းတပြီးလုပ်တဲ့ကုသိုလ်ဟာဉာဏ်ပညာဥသိတဲ့ကုသိုလ်ကောင်းမှုဖြစ်တဲ့အတွက်ကြောင့်ဆွမ်းအားတတ်သိရှိသမျှအကျိုးပေးခွင့်လည်းပဲရှားမှာဖြစ်တဲ့ပုံတွေဒါကြောင့်မိမိတို့တွေကဒါနကုသိုလ်ပြုလုပ်တဲ့သီလကုသိုလ်စောင့်နေတဲ့ဘာဝနာကုသိုလ်ကြိုးစားအားထုတ်တဲ့ဒီကုသိုလ်များဟာနိဗ္ဗာန်ရဲ့အကြောင်းထောက်ပံ့ဖြစ်ပါစေလို့ရည်ရွယ်ကြပြီးတော့မိမိတို့တွေ9 ရက်တိုင်နဲ့ကြိုးစားအားထုတ်ကြတဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်များကြောင့်နိဗ္ဗာန်တရားတော်မြတ်ကိုလက်ကိုယ်လေးမြတ်စွာမျက်မှောက်ပြုရနိုင်ကြသောအမျိုးကောင်းသားမျိုးကောင်းသမီးများပါရမီရှင်များဖြစ်ကြပါစေကုန်သတည်းအခမ်းအနားစီစဉ်လေးရဆရာတော်ဘုရားအားပူဇော်ပွဲရညာစက္ကန့်ပူဇော်မှာဖြစ်ပါမယ်အရှိဦးစွာဆရာတော်ဘုရားပူဇော်ပေးရအတွက်ဝတ်ကြတဲ့ကြောင်းပါအကျိုးတော်ဆောင်တာဖြစ်ကြတဲ့ပူဇော်စွာနဲ့ကိုယ်လေးတို့မြောက်မှာစက္ကန့်ပူဇော်ပေးပါရတယ်ဆရာတော်ဘုရားကပ္ပိယပြည့်ဝတ်ကြတဲ့ကျိုးတော်ဆောင်ဒီဥက္ကဋ္ဌတိုင်းမှာလက်ခံယူလို့နော်ဒီသားတော်ကကြားပါလေ။ဘုရားဝန္တာသာဓုပေါ်ပြကြပါခင်ဗျာ။
တော့သာဓုတော်ပြကြပါခင်ဗျာကဲကျွန်တော်တရားစခန်းနောက်ဆုံးနေ့မှာဆရာတော်ဒီလိုလူတန်းတို့ရပစ္စည်းတွေလူတန်းနေတဲ့ပုဂ္ဂိုလ်အရှိကြွလူတန်းတွေပါနော်ဒါပြောရတယ်ဆရာတော်လူတန်းနေတယ်ဆိုအရှိကြွဘာကြတဲ့အကြောင်းတိုင်းမှာနေ့စဉ်ကျင်းပနေဖြစ်တယ်သူ့ပေါင်းလို့ဘာရဟန်းနဲ့ရှင်ပြုတရားရှင်ဘုရားနဲ့9ရက်ကတရားစခန်းမှာနော်ကျေးဇူးတင်ထားခင်ဗျားကိုကျေးဇူးတင်
ကျေးဇူးတော်ဟာကျေးဇူးရှင်တိုင်းကိုကျေးဇူးတရားတဲ့ပုဂ္ဂိုလ်ကတော့ဝတ္တတဲ့တောင်းလိုက်ဆရာတော်ဘုရားကြီးပဲဖြစ်ပါဝတ္တတဲ့တောင်းလိုက်ဆရာတော်ဘုရားကြီးဟာဒီလိုတို့ရဲ့ဖြစ်ကြောင်းမှာလို့ပြည်သူပြည်သားပေါ်မှာမေတ္တာပြုတာနဲ့ကြီးမားပါတယ်ဆရာတော်ဘုရားကြီးရဲ့ပြုချက်တဲ့ကအဲ့ဒါတောင်းလိုက်ဒီမှာဒီလိုတို့တရားစခန်းတွေဘာဘွယ်ဘာသင်္ကန်းကတာတွေကထိန်ဘွယ်နော်ကထိန်သင်္ကန်းကတာတွေနောက်ပြီးမှဆိုတော့အတမစဲမှာဉာဏ်ဘွယ်တွေဆရာတော်ကျင်းပပြုပေးပါတယ်ဒီမှာပြည်သူပြည်သားတွေပေါ်မှာလည်းအဲ့ဒါကြောင်းကြီးကိုလာရောက်ပြီးတော့ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးတယ်ပြီးတယ်နာဒီကိစ္စတွေဆရာတော်ရပြုပြုပြပေးတယ်ဒါမို့ရှင်းစွာကျေးဇူးတင်ထားကြတော့ဝတ္တန်တောင်းလိုက်ဆရာတော်ပြအကျင့်ဖြစ်ပါတယ်ဒုတိယကျေးဇူးတင်ထားတာတော့ရန်ကုန်မြို့ကနေပြီးတော့မြန်မာပြည်ကနေဒီထိုင်းနိုင်ငံကြွရောက်ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာပြည်သူပြည်သားတွေကိုတရားသိဉာဏ်ပြီးတော့လာရောက်ကြလို့ပြီးတော့ပေါ်ကြပြတာသုဆုံးမှတဲ့ကျေးဇူးတော်ရှင်ဒီပဒဆရာတော်ဘုရားကြီးရေဦးဆရာတော်ဘုရားကြီးဟိုတဲ့ကျေးဇူးဥပ္ပယများစွာတင်ရှိကြောင်းဘုရားကြီးတော်ရှင်တော်ဘုရားကြီးတောင်းမှလို့လျှောက်လာအပ်ပါတယ်ဗျာတရားကျေးဇူးတင်ထားကြတော့ဒီထိုင်းဒီဝတ္တတဲ့တောင်းတိုင်းမှာတနေ့သုံးတဲ့ဘုရားကြီးတော်တို့ရဲ့မြန်မာဆရာတော်ကံတော်တွေပဲဖြစ်ပါတယ်ဆရာတော်ကံတော်တွေကဒီကိုရောကြီးဖြစ်မြအောင်စသရရဒီစိတ်ကိုကြားပြီးတော့ဆရာတော်ကြီးဦးသိန်းတွေကဆောင်ရွက်ခဲ့တယ်လို့ပဲဆရာစကန်ပြအောင်ကကျမပြီးပြီးပါတယ်ဆက်တဲ့ဒီကျေးဇူးတင်ထားကြတော့တရားစကန်9ရက်တာတရားစကန်တရားစကန်တော့နေမှာညမှာဘုရားพุทธတွေကိုဟုတ်လားကိုပြီးရင်ပြီးဘိုင်းဘူးအထက်ဘက်ကတော့ဘိုင်းဘူးကိုဒီဆောင်ရွက်ပေးကြတယ်ဝေယพุทธလောကရဲ့ညီတွေညီမတွေသူတွေဒီမတွေသားတွေသမီးတွေလည်းများစွာကျေးဇူးတင်ရှိတဲ့အကြောင်းပြောကြားလိုပါတယ်နောက်ဆုံးအနေနဲ့ပြောကြားလိုတာကတော့တပည့်တော်တို့အစစအရာရာဘုရားသေးမရှိအောင်စီစဉ်ဆောင်ရွက်လာပြီမဲ့လိုအပ်ချက်တွေအားနည်းချက်ရှိခဲ့ပါတယ်အဲလိုအပ်ချက်တွေအားနည်းချက်တွေရှိတာကိုအပြည့်မြင်ပဲနဲ့မေတ္တာစိတ်စိတ်နဲ့စိတ်တွေထားပြီးတော့နော်ထားပြီးသားဖို့ပြန်ပြီးတော့လျှောက်ထားရင်ကျေးဇူးတင်စကားကိုဒီမှာပဲဒီလိုထုတ်ပါတယ်ဗျာသာသာခန္ဓာစီစဉ်600ကျေးဇူးရှင်ဒီကိစ္စဆရာတော်ဘုရားကြီးထာမဒီသက်ချတရားတော်များနာကြားမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျေးဇူးရှင်ဒီကိစ္စဆရာတော်ဘုရားပြီးတော့9ရက်တာပြုလို့အားထုတ်ခဲ့တဲ့ဒါနကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုကုသိုလ်ကောင်းမှုတို့ကိုဒီသက်ကုန်ကြတရားတော်များချိမြင့်ပေးသနာတော်မူပါဗျာတရားပြီးတော့ခြေတော်တော်ဥပယကောင်းမှန်ယူစီတောင်းတော့လျှောက်တာအပ်ပါတယ်ဆရာတော်ဘုရား ဒီလိုက်စလိုက်ကြအရှင်မြတ်တို့ဘုရားဘုရားဒီလိုဘုရားထိုင်နိုင်ကြရဘုရားဘာသာဝင်ယမနိုင်ငံသူယမနိုင်ငံသာအာယကအာရိကာမဒီသာစကပောသူတော်ကောင်းတို့သည်တဲ့အောင်တို့၍တဲ့တို့ဥမြောင်ရောက်ရှိရာနေပါရှိသောမြန်မာပြည်ဦးအခါသမယဝေရနိုင်ခဲ့သောပြုနိုင်ခဲ့သောဘုံလဘယဟကံသာမဏေဤကရှင်ဝဆင်ကြရဲ့သစ္စေတ္တာကျင့်ပါသောအာယတိုင်းတရားစခန်းဝဲကိုပြုလုပ်ကြရာ၌အောင်မြင်ပြီးပြောင်းဤသို့ဖြစ်ပါ၍အောင်ဝတ်တဲ့ပြုလုပ်ကြရာဝဲရှိဥစွာတဏ္ဍာကိုဘုရားနဲ့တော်ဝါရှိပါသောဘုရားကိုစောင့်ကြကြပြီးဒီပိဋကနာဆရာတော်ဘုရားဟောကြားတော်
ပါယာတိသုတ်တလာဤဆုံးရာတိအင်္ဂါလေးပြာတရားဒေသနာကိုသာကြည်ပြုယုသေးစွာနာယုပတ္တသလုံးသွင်းကြပါကုန်၏အရှင်ဘုရားမာယတိုင်းတိုင်းအလူရှင်ကာယကတာယိကာမအတိအတိတို့ကအာယုဇွန်ယေဇွန်သွန်ခဲဘွယ်ဘောဇင်တို့ကို၎င်းယေသံအချောယေအစရှိသောဘုဒ္ဓဘွယ်ရာတရားတို့ကို၎င်းအာကြည်ပြုယုသေးစွာဘုရားကြပါကုန်၏ဆရာတော်ဘုရားတို့၏ပစ္စည်းလေးပါးအတွက်ဘဝကံပါဝတ္ထုတို့ကိုဗလာရှင်လစက်ကဘုရားကြပါကုန်၏ဝိယဝဆကုသိုလ်ရှင်အတိအတိတို့ကလည်းဝိယဝဆသုံးငန်းတို့ကိုကိုယ်စိတ်ပြန်မှုကိုရာသာမထာပဲအတူဘွယ်ကြီးတရားစခန်းဘွယ်ကြီးအောင်မြင်ပြီးမြောက်စေရဒီနံကြရဲ့ပူဇာအားထုတ်ပြုလုပ်ကြပါကုန်၏အရှင်မြတ်တို့ဘုရားဘုရားဒီလိုဘုရားသစ္စာတရားကျင့်ပါမြဲဖြစ်သောတေဝကာလအာသမယဝေသုလဘယမကအာမတိဒီလာရှင်ဝစင်ခြင်းနဲ့အာယတိုင်းတိုင်းသစ္စာဘုရားဘုရားအတော်တရားတော်ကိုရှုမှတ်ပွားများအလုံးသွင်းစင်ကြယ်ကြခြင်းတရားစကားဝယ်ပြုလုပ်ကြတဲ့စီကူအားထုတ်ပြုလုပ်အပ်သောဒါနသီလဘာဝနာကုသိုလ်ကံစေတပေါင်းသည်ကိုခြင်းသာခြင်းဒေခြင်းကေယဒုက္ခခတ်သိသုံးရရာမှန်ယတိဗံကိုရေကုလေးမြန်အတိညာဖြစ်မြာမြင်ကြောင်းရရာကြောင်းအထောက်အပံ့ကောင်းဖြစ်ပါစေသာရှင်မြတ်တို့ဘုရားဒီကုသိုလ်ကံစေနာတို့ကြောင့်နိဗ္ဗာန်မရပြီဘဝတန်တရာသေကြရာ၌အလိုမရှိအပ်သောအကောင်းကျိုးတို့မှဒီဝိကြရ၍လိုရှိအပ်သောကောင်းကျိုးချမ်းသာကြံများတို့နှင့်ဤဆုံးကြမည်လျင်ကုသိုလ်နှင့်အကုသိုလ်ကိုကောင်းမှုနှင့်မကောင်းမှုကိုဝေချဝေပံစီစက်နိုင်သောအတိညာနှင့်ဤဆုံးကြရ၍ပြီးကောင်းဖကောင်းဆရာသမားကောင်းမိတ်ဆွေကောင်းတော်ဝကျင်ကောင်းတဲ့သာဤဆုံးကြရပြီလောကက
မည်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတရားတို့ကိုကြိုးစားအားထုတ်ချီးကျင့်နိုင်သောအတိဉာဏ်ပညာကြီးမားချမ်းသာသောမိသားစုများမျိုးကောင်းသားမျိုးကောင်းသမီးများပါရမီရှင်များဖြစ်ရပါလို့ကုန်၏ရှင်မြတ်တို့ဘုရားတရားသတိတော်များတေဥကာလတရားစကံဝဲအင်္ဂါပြုလို့ကြရာဝဲဘုဇာအသောအောက်ထုအသောစီကူအသောအာလသီလဘာဝနာကုသိုလ်ကံစေနာတို့၏အဖို့ဘာကကိုအတ္တအားဖြင့်သေရှားရှိကြမရှိကြသောယေရှုကြီးမှာဒီဘဘိုးဘွားဆရာသမားဆွေမျိုးမိတ်ဆွေစာထား၍ကိုယ်ဆောင်တဲ့ကျောင်းဆောင်တဲ့ရပ်ွက်ဆောင်တဲ့မျိုးဆောင်တဲ့နေဆောင်တဲ့ဘုံမစိုးလောကစိုးအာဂမစိုးသတုလောကပါဠနမေကြီးတို့တဲ့တကွာနတ်တို့တည်းတရားမေရေတည်းဓမ္မမေသူတို့တည်းဆိုရမေတော်၎င်းဒီကောင်းဖာဟောင်းဆရာသမားဟောင်းဆွေဟောင်းမျိုးဟောင်းအစရှိသောဘဝတန်တရာကိုဆက်ခဲ့ကြသောဆွေမျိုးပေါင်းတို့အား၎င်းဘုဇက်တဘောကျင်တဲ့ကုန်သောတတဝါပေါင်းတို့အား၎င်းအထူးအားဖြင့်တရားတတိတော်တတိတော်ဘာတို့ကုသိုလ်ကောင်းမှုပြုလုပ်ရာဒီကြောင့်တိုက်၏အတွင်အပြည့်ဒီအနာဘဝကျင်၌၎င်းတရားတတိတော်တတိတော်ဘာတို့ဒီထိုင်ရာအလုံးလုံးကံရာနေရာဌာနအတိအတိတို့၌၎င်းရှိကြကုန်သောမြေအပ်မမြေအပ်သောအဆောက်အရှောက်ပုဂ္ဂိုလ်တ attva နတ်ဒေဝတာအပေါင်းတို့အား၎င်းအမြတ်ဝိဝေပါကုန်၏အမြတ်ဝိဝေပါကုန်၏သုံးဆက်တဘောကျင်လေကုန်သောတတဝါပေါင်းတို့သည်ဤကုသိုလ်ဘိုးတို့ကိုသတ္တုထမြဤလူဒီမြရရှိကြ၍
အခမ်းအနားစီစဉ်ခွင့်နဲ့အခမ်းအနားကိုဘုရားသာသနာ့ပြည်နယ်တဲ့တိတ်တူတန်ကြာ3ရက်ပြုလုပ်ပြီးအခမ်းအနားပိတ်တဲ့ဖြစ်ပါဘုရားကအခမ်းအနားကိုဘုရားသာသနာ့ပြည်နယ်တိတ်တူတန်ကြာ3ရက်ပြုလုပ်ပြီးတော့အခမ်းအနားပိတ်တဲ့ဒီပါဒီလိုတင်လာတော့တောင်းပန်စားတာပါဘုရားစီရတိတ်တူဘုရားသာသနာ့စီရတ
လွတ်ကင်းဖို့ရဒိဋ္ဌာနာဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာတောင်းစုပြုတဲ့ပြည်နိဗ္ဗာန်မဖို့ရတော့ရပါစေသာလွတ်ကင်းဖို့ရဒိဋ္ဌာနာဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာတောင်းစပြုရဲ့ပြည်နိဗ္ဗာန်မဖို့ရတော့ရပါစေသာပထဝီမြေကြီးတတ်တည်ဖြစ်ပါစေသာဤသူလူရသောကုသိုလ်ကောင်းမှုစုစုတို့သည်နလူသားတို့သုံးချိန်ခေါ်စေသာဤသို့ပြုရာကုသလဒါနဟုသမျှမဟာပထဝီမြေကြီးတတ်တည်ဖြစ်ပါစေသာဤသူလူရသောကုသိုလ်ကောင်းမှုစုစုတို့သည်နလူသားတို့သုံးချိန်ခေါ်စေသာလူနတ်မြမချမ်းသာဟုသမျှတောင်းတလူခြင်းမဟုတ်ပါနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတမယဆိုသောဝေဩကမလူကင်ယမတန်နိဒုက္ခနိဗ္ဗာန်ရွှေပြည်ရောက်ရစေသာလူနတ်မြမချမ်းသာဟုသမျှတောင်းတလူခြင်းမဟုတ်ပါနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတမယဆိုသောဝေဩကမလူကင်ယမတန်နိဒုက္ခနိဗ္ဗာန်ရွှေပြည်ရောက်ရစေသာနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတမယတွေကလွတ်စေသာနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတမယတွေကလွတ်စေသာ
နိဗ္ဗာန်ထောက်ပံ့ဖြစ်စေတာ